စစ်တပ်ကတိုက်လေရင်နဲ့ပေါင်900ဘုံတစ်ခါကျဲပတ်စံဘလောက်ကုန်လဲဒါကတော့ရုရှားနိုင်ငံထုတ် Su-30 SME တိုက်လေရင်မျိုးစားပဲဖြစ်ပါတယ်သူရဲ့ဈေးနှုန်းကဝယ်ယူတဲ့နိုင်ငံလက်နက်တပ်ဆင်တဲ့စနစ်နဲ့လေ့ကျင့်မှုအထောက်ပံ့များဖို့မူတည်ပြီးတော့ဒေါ်လာတန်း90မှတန်း80အထိရှိတယ်နိုင်ငံတကာဆက်လက်နဲ့ဈေးကွက်ဤရေဘူးရခံမှန်းချက်ဖြစ်တယ်မြန်မာစစ်တပ်ကရုရှားကနေဒေါ်လာတန်း400နဲ့6စီးဝယ်ထားတယ်လို့သတင်းရရှိပါတယ်ဥပမာရန်ကုန်ကနေမုံရွာစကိုင်းသို့မဟုတ်ရခိုင်ပြည်နယ်ဘက်ကိုတာမန်လေရင်ပြန်တန်းချိန်ဟာ25မိနစ်ကနေမိနစ်40ဝန်းကျင်ရှိတယ်တိုက်ခိုက်ရေးအချိန်လေရင်တင်တဲ့ပစ္စည်းပေါ်မူတည်ပြီးအသွားအပြန်ပြန်တန်းချိန်စုစုပေါင်း3နာရီလောက်ကြာမယ်လေရင်စီ1လီတာကို$1မှ$1.2အထိရှိတယ်3နာရီကြာလေရင်ပြန်တန်းမှုဟာစီလီတာပေါင်း3000ခွဲကုန်ကြတယ်မြန်မာငွေနဲ့တွက်ကြည့်ရင်သိန်းပေါင်း1225သိန်းကနေသိန်းပေါင်း1480ရှိတယ်ဒါဟာစီတယူစင်းနဲ့အခွန်အခတွေမပါသေးဘူးMK82 လို့ခေါ်တဲ့ပေါင်900ရိုးရိုးတန်ဘုံတစ်လုံးကိုဒေါ်လာ9000ကနေဒေါ်လာ1000အထိရှိတယ်185သိန်းကနေသိန်း350ချာပေါ့လမ်းညွှန်ချစ်စနစ်ပါတဲ့စမန်ဘုံတွေဆိုရင်ဒေါ်လာ2000ကနေဒေါ်လာ9000အထိရှိတယ်သိန်း900ကနေသိန်း1950ချာပေါ့မြန်မာစစ်တပ်ကရိုးရိုးဘုံအသုံးများပါတယ်စစ်တပ်ကပေါင်900ဘုံတစ်လုံးပဲကျဲတယ်ဆိုရင်တောင်လေရင်စီနဲ့သိန်းပေါင်း2000နီးပါးကုန်ကြပါတယ်စစ်တပ်ကပတ်စံကိုပေါ်ပေါ်များများသုံးနိုင်ပါတယ်ခမားတို့ဝိုင်းကော်မေ့ပြီးမြန်မာဘီယာအမှန်ကိုဘီယာတွေတောက်ပြီးတော့ဒူဘီဆေးလိတ်တွေပြန်ဖွာနေကြပြီမလားစစ်တပ်ကဘုံတစ်ခါကျဲတိုင်းလူအသက်တွေပျောက်သွားစာသင်ကျောင်းတွေပျောက်သွားကလေးတွေဒုက္ခိတဖြစ်သွားတိုင်းမှာခမားတို့ပတ်စံတွေဘလောက်ပါသွားပြီလဲ